ကမ္ဘာသမိုင်းမှာအကြီးဆုံးအင်ပါယာကိုတည်ထောင်ခဲ့တဲ့သူသမိုင်းရဲ့အကြောက်ရဆုံးစစ်ပင်တစ်ပါးဖြစ်တဲ့ဂျေဂျစ်ခန်သူဟာကမ္ဘာမြေပြင်ရဲ့22ရာခိုင်နှုန်းလောက်ကိုတိမ်ပိုက်ခဲ့ပေမဲ့သူတည်ဆုံးသွားတဲ့အခါမှာတော့သူ့ရဲ့အလောင်းကိုဘယ်မှာထားခဲ့လဲဆိုတာဘယ်သူမှမသိအောင်ဖုံးကွယ်ခဲ့ပါတယ်ဒီနေ့အချိန်ထိနီးပညာအမြင့်ဆုံးဂျိုတုတွေရှေ့ဟောင်းသူတေသနပညာရှင်တွေရှာဖွေနေကြပေမဲ့ဂျေဂျစ်ခန်ရဲ့အလောင်းဟာလွန်ခဲ့တဲ့နှစ်ပေါင်း800ခန့်အခုချိန်ထိပျောက်ချင်းမလားပျောက်နေခဲ့ပါတယ်သူဟာဘာကြောင့်သူ့ရဲ့တင်ញိုင်းကိုဖတ်ခဲ့တာလဲဘလို့နီးရန်နေတုံးပြီးဖတ်ခဲ့တာလဲအတူတူကြည့်လိုက်ရအောင်ပါဂျေဂျစ်ခန်ဟာသူ့ရဲ့တင်ញိုင်းကိုဖတ်ဖို့ဘာကြောင့်ဒီလောက်ထိကြိုးစားခဲ့ရလဲဆိုတာအကြောင်းရင်း၃ချက်ရှိပါတယ်ပထမတစ်ချက်ကတော့ယူရဲ့ယုံကြည်မှုပါမွန်ဂိုတွေကအဲ့ဒီခေတ်ကကောင်းကင်နတ်ဖျားကိုးဝဲခြင်းကိုယုံကြည်ကြပါတယ်သူတို့ရဲ့ delay အရာအထူးခြားဆုံးပုံကိုယ်တွေကိုတဘာဝအတိုင်းဘယ်သူမှနှောက်ယှက်လို့မရတဲ့နေရာမျိုးမှာလှုပ်ဝက်စွာတကြူလေးရှိပါတယ်ဒုတိယချက်ကတော့ရန်သူတွေရဲ့လက်စာခြင်းမှုကိုကြောက်လို့ပါဒါကြောင့်လှုပ်ဝက်တာလည်းဖြစ်နိုင်ပါတယ်ဘာလို့ဆိုဒီချက်ခံဟာသူ့ဘဝတစ်လျှောက်မှာလူပေါင်းများစွာကိုတတ်ခဲ့တယ်နိုင်ငံပေါင်းများစွာကိုဖျက်ဆီးခဲ့တယ်တကယ်လို့ရန်သူတွေကသူ့ရဲ့တင်ញိုင်းကိုသိသွားရင်အလောင်းကိုပြန်ဖော်ပြီးဖျက်ဆီးပြစ်မှာကိုသူမလိုလားခဲ့ပါဘူးဒါကြောင့်ကြိုတင်ကောက်ွယ်ချင်ခဲ့တာပါနောက်ဆုံးတစ်ချက်ကတော့သူ့ရဲ့နှိမ့်ချမှုပါသူဟာကမ္ဘာအရှင်သခင်ဖြစ်ခဲ့ပေမဲ့သူတည်ဆုံးသွားပြီးတဲ့အခါမှာတော့အီဂျစ်ဖာရိုဘီယင်တွေလိုအခမ်းအနားကြီးတွေပီရမစ်ကြီးတွေနဲ့ကြံ့ရေးခဲ့ဖို့ထက်တဘာဝအထင်မှာပဲအေးအေးချမ်းချမ်းပျော်ဝင်သွားချင်ခဲ့တာပါသူ့ရဲ့အလောင်းကိုဖတ်ဖို့အတွက်စီမံခဲ့ပုံကတော့တကယ်ကိုထိတ်လန့်စရာကောင်းပါတယ်1228ခုနှစ်မှာသူတည်ဆုံးခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့စစ်တီတွေမှာအော်ဟစ်တန်မရှိငိုကြွေးခြင်းမရှိတိတ်ဆိတ်ခြင်းတခုသာစစ်တပ်စီပြန့်နှံ့သွားခဲ့ပါတယ်အကြောင်းကတော့သူမသေးခင်မှာတင်းကျပ်စွာမှားရခဲ့တဲ့အမိတစ်ခုကြောင့်ဖြစ်ပါတယ်အဲ့ဒီအမိကတော့သူ့ရဲ့တည်ဆုံးမှုကိုကဘာမသိအောင်လှုပ်ဝက်ထားဖို့ပဲဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့သူ့ရဲ့တစ္ဆာကန်စစ်တီတွေဟာအလောင်းကိုမွန်ဂိုလီးယားနိုင်ငံရဲ့မြောက်ဘက်ပိုင်းစီကိုတည်သွားကြပါတယ်အလောင်းကိုတည်သွားတဲ့လမ်းမှာတွေ့သမျှလူတိုင်းကိုစစ်တီတွေကတပ်ပစ်ခဲ့ကြပါတယ်ဘာကြောင့်လဲဆိုတော့သူတို့တော်တဲ့လမ်းကြောင်းကိုဘယ်သူမှမမိစေချင်လို့ဖြစ်ပါတယ်တင်ញိုင်းတဲ့ကိုအလောင်းထည့်ပြီးတာနဲ့မြေကြီးကိုချက်ချင်းပြန်ဖို့ပါတယ်ပြီးတော့အဲ့ဒီနေရာမှာမြေအကောင့်ကြီး1000ကျော်ကိုအခါပြေးလွှားစီပါတယ်ဒါမှမြေပြင်ကညီညာသွားပြီးဘယ်နေရာမှာမြေချင်းတူးလဲဆိုတာရှာမရတော့မှာဖြစ်ပါတယ်တချို့ကလည်းစစ်တီတွေကတင်ញိုင်းပေါ်မှာတစ်ပင်တွေအမြောက်အများပြန်ဆိုင်ခဲ့တယ်လို့ဆိုကြပါတယ်တချို့ကတော့မြစ်ချောင်းကိုတော့လွှဲပြီးတင်ញိုင်းပေါ်ကနေစစ်စစ်စေခဲ့တယ်လို့ပြောပါတယ်ဘယ်လိုပဲဆိုဆိုအလောင်းကိုဖွက်ထားခဲ့တာကတော့သိကြပါတယ်အဆိုးဆုံးကတော့အလောင်းကိုတကြိုပြီးပြန်လာတဲ့စစ်တီတွေကိုနောက်ထပ်စစ်တီတစ်ဖွဲ့ကနှုတ်ပိတ်ဖို့အတွက်ပြန်တက်ခဲ့ပါတယ်ပြီးတော့အဲ့ဒီဒုတိယတစ်ဖွဲ့ကိုလည်းတတိယဖွဲ့ကထပ်တက်ပါတယ်နောက်ဆုံးမှာဂျေဂျစ်ကန်ရဲ့အလောင်းဘယ်မှာလဲဆိုတာဘယ်သူမှတိတိကျကျမသိတော့ပဲလှိုးဝဲချက်ကနေမြုပ်ခံလိုက်ရပါတော့တယ်အခုချိန်မှာတော့မွန်ဂိုလီးယားကဘူခန်းခဲတံလို့အမည်ရတဲ့တောင်တန်းကြီးထဲမှာစီးနိုင်တယ်လို့ပညာရှင်တွေကယူဆကြပါတယ်ဒါပေမဲ့အဲ့ဒီနေရာဟာအလွန်ကျေပြောသလိုမွန်ဂိုဆိုးရကလည်းဒါကိုမြင့်မြတ်တဲ့နေရာအဖြစ်သတ်မှတ်ပြီးသူ့ဘက်ဝင်လုံးဝမပေးပါဘူးဒီတစ်ခါဟာတည်ဆုံးသွားတာနှစ်ပေါင်း800ကျော်ရှိခဲ့ပြီမဲ့သူ့ရဲ့တစ္ဆာကန်စစ်တီတွေကတော့သူပေးခဲ့တဲ့အမိန့်ကိုအခုထိစောက်ရှောက်ပေးထားနိုင်တော့မှာပဲသူဟာကဘာကြီးကိုတိမ့်ပိုက်ခဲ့တယ်လို့သူ့ရဲ့လှုပ်ဝက်ချက်ကိုလည်းကဘာကြီးကရှာမတွေ့အောင်ယနေ့အထိတိမ့်ပိုက်ထားနိုင်ခဲ့ပါတယ်ဒီနေ့မှာတော့ဂျေဂျစ်ခန်ရဲ့တင်ញိုင်းကိုလူတွေရှာတွေ့သွားမယ်လို့ထင်မှတ်သလားဒါမှမဟုတ်ဒါဟာထာဝရလှုပ်ဝက်ချက်တစ်ခုဖြစ်နေမလားသင်ရောဘယ်လိုထင်လဲသင်အမြင်ကိုကွန်မန့်မှာပြောသွားပါဦး